ပေါ့နော်ဟိုကဘယ်နဲ့မှဈေးသက်သာလဲကြည့်ပြီးတော့ဝယ်ရှင်တယ်ဆိုလို့ရှိရင်ဒီပင်နာကလန်တာနဲ့လိုက်ပါဒါဆိုရင်တော့သူတို့ဒီမှာပေါ့နော် graph နဲ့ပြပြထားဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီကျွန်တော်ရွေးထားတဲ့73ရက်ကနေ20ရက်နဲ့ကြာတော့ဒီမှာ20.6လောက်ရှိတယ်ပေါ့နော်နောက်မှဆိုလို့ရှိရင်ဒီမှာဒီဇင်ဘာလ16ရက်ကနေ23ရက်ဆိုလို့ရှိရင်2.3လောက်ပဲရှိတယ်ပေါ့နော်โอเคဆိုတော့အခုကျွန်တော်တို့အကောင့်လေးဖွင့်ပြီးသွားပြီပေါ့နော်ဆိုင်ရင်လေးဝင်ပြီးသွားပြီ currency လေးပြောက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီက hotel booking ရဲ့ flight ရဲ့ပေါ့နော်ဒါတွေအဓိကသုံးမှာဖြစ်ပါတယ်ဆိုတော့ဒီနှစ်ခုကိုပဲကျွန်တော်အဓိကရှင်းပြပေးပါမယ်အခုဒီလေလမ်းမဲ့ booking လေးလုပ်ကြည့်ကြရင်ပေါ့နော်လေလမ်းမဲ့ booking လုပ်ဖို့အတွက်ကျွန်တော်ဒီမှာ flight ကိုရွေးလိုက်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ one way လား road flight လားရွေးရမှာဖြစ်ပါတယ်ဒီ one way ဆိုလို့ရှိရင်တော့အသွားတစ်ကြောင်းတည်းပေါ့နော် road flight ဆိုလို့ရှိရင်တော့အသွားပြန်တစ်ကြောင်းလုံးကိုတစ်ခါတည်းဝယ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ road flight နဲ့ပဲပြလိုက်ရင်ပေါ့နော် road flight ဆိုတော့ road flight ကိုရွေးလိုက်ပါ road flight ရွေးပြီးတော့လို့ရှိရင်ကိုကဘေကနေဘေကိုသွားမလဲပေါ့နော်အဲ့ဒါရွေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဥပမာအနေနဲ့ဒီဂျန်ကုန်ကနေပြီးတော့ဒီဘန်ကောက်ဆိုပါတော့နော်ဘန်ကောက်ထည့်လိုက်ပါမယ်ဘန်ကောက်မှာတော့ airport နှစ်ခုရှိတာပေါ့နော်ဒီတူနာပုံမင်းနာဒုံမောက်လေဆိုင်ဆိုပြီးတော့နှစ်ခုရှိပါတယ်ခုကတော့တူနာပုံမင်းရေးလိုက်မယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်သွားမယ့်နေရာနဲ့သွားရှင်တဲ့နေရာရွေးပြီးတော့ဖြစ်ပါတယ်ဆိုလို့ရှိရင်တော့ကျွန်တော်သွားမယ့်ရက်ပေါ့နော်ဒီ date ကိုရွေးရမှာဖြစ်ပါတယ်ဘယ်မျိုးသွားမှာလဲဒါကိုရွေးရမှာဖြစ်ပါတယ်ဒါကိုရွေးဖို့တက်ဒီအောက်မှာ calendar ပုံစံလေးနဲ့ပေါ့နော်ပြကနေပုံစံလေးနဲ့အဲ့ဒါကိုနိုင်လိုက်ပါနိုင်လိုက်လို့ရှိရင်ဒီ date တွေပေါ်လာတယ်ပေါ့နော် date ပေါ်လာလို့ရှိရင်ကိုသွားမယ့်ရက်နဲ့ပြန်လာမယ့်ရက်နဲ့ရက်ရွေးရမှာဖြစ်ပါတယ်23ကနေသွားပြီးတော့ဒီဇင်ဘာလ20နဲ့ပြန်လာမယ်လို့ပဲရွေးလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ပြန်လာမယ့်ရက်နဲ့သွားမယ့်ရက်ကိုရွေးပြီးတော့ဖြစ်ပါတယ်ရွေးပြီးတော့လို့ရှိရင်တော့ဒီမှာအောက် down ကိုနေလိုက်ပါပြီးလို့ရှိရင်တော့ကိုက passenger ပဲနေရောက်လေပေါ့နော်ကိုတယောက်တည်းလားနောက်ထပ်ဘယ်သူလဲပါအောင်လဲရွေးရမှာဖြစ်ပါတယ်ဒီမှာလူရုပ်လေးနဲ့ဒီနေရာလေးနဲ့လက်လို့ရှိရင်အထျားမှာပေါ့နော် clear ပါလို့ရှိရင်တော့ဒီမှာ check drive မှာ plus နိုင်ပြီးတော့တယောက်2ယောက်3ယောက်ပါညာရွေးပေါ့နော်ခုကတော့ကိုတယောက်လေးဆိုတော့တမရွေးတော့ဘူးဒီမှာစဉ်းစားလိုက်အထက်ဆိုလို့ရှိရင်တော့လူကြီးလို့သတ်မယ်ပေါ့နော်ဒါဆိုရင်တော့လူကြီးလူကြီးကအခုကတယောက်လေး2ယောက်ဆိုရင်2ယောက်ပေါ့နော်ဒီမှာနိုင်လို့ရေးပြီးတော့ဖြည့်လို့ရပါတယ်ဟောတယောက်လေးဆိုတော့တယောက်တည်းပေါ့နော်โอเคဒါရေးပြီးတော့ပြီဆိုလို့ရှိရင်တော့ confirm ပေါ့နော် confirm နိုင်လိုက်ပါပြီးလို့ရှိရင်ဒီမှာဝယ်မဲ့ ticket ကဘယ်လိုမျိုးလဲ economy လား premier လား business လားပေါ့နော်အဲ့ဒါလည်းရွေးပြီးဝယ်လို့ရပါတယ်ဈေးသက်သာတဲ့လေလမ်းမဲ့ဝယ်မယ်ဆိုလို့ရှိရင်တော့ economy ဟိုပဲရွေးရမှာပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့သွားမဲ့နေရာရယ်ဒိုက်ရယ်ပြီးတော့ဒီလမ်းမဲ့မျိုးစားရယ်အကုန်လုံးရွေးပြီးတော့ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လမ်းမဲ့ရယ်တစ်ချက်ချလိုက်ပါမယ်တာဝရှာလို့ဒီမှာချားဆိုတဲ့အပြာရောစားရန်တော့နိုင်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီဇင်ဘာလ23ရက်ကရန်ကုန်ကသွားပြီးတော့ဒီဇင်ဘာလ20ရက်နေ့ထိုင်ကနေရန်ကုန်ပြန်လာမဲ့လေလမ်းမဲ့ရယ်ဈေးနှုန်းတွေပေါ်လာပြီဖြစ်ပါတယ်အပေါ်ဆုံးကတော့ဈေးသက်သာဆုံးလေလမ်းမဲ့ပေါ့နော်ဒါ2.6လောက်ရှိမယ်အောက်မှာ2.9လောက်ရှိမယ်2.9လောက်ရှိမယ်အောက်မှာရှိတဲ့ဟာတွေကဈေးများတဲ့ဟာတွေဖြစ်ပြီးတော့အပေါ်ဆုံးမှာကတော့ဈေးနေတဲ့ဟာတွေပေါ့နော်ဒါတွေသူတို့တခါလေးဈေးတွေလေးရေးပေးထားပါတယ်အခုကျွန်တော်ဥပမာနဲ့ပြတာဆိုတော့ပထမဆုံးပေါ့နော်ဒီအပေါ်ဆုံးမှာပေါ်နေတဲ့ဟာကိုပဲရွေးလိုက်ပါမယ်အဲတော့နိုင်လိုက်ပြီဆိုလို့ရှိရင်ဒီဘေးနားမှာထည့်ပြီးတော့ပေါ်လာပါတယ်ဘေးနားမှာထည့်ပြီးတော့ပေါ်လာတဲ့ဟာကပေါ့နော်ဒီပထမ number 1လို့ပေါ်နေတဲ့ပုံမှာပြီးတော့ဘေးက number 2ပေါ့နော် number 1က departure တော့ကိုသွားမယ့်ဟာပါ number 2မှာကတော့ဒီ select return flight ပေါ့နော်ကိုပြန်လာမယ့်လေလမ်းမဲ့ကိုရွေးပါလို့ပြောတာပေါ့နော်သူတို့ကဒီအပေါ်ဆုံးကလေလမ်းမဲ့ကတော့ဒီမှာ plus ပါမနေဘူးပေါ့နော် MA ဖြစ်နေတယ်အောက်က plus 0ဖြစ်နေတယ်ဆိုတော့ထည့်ပေးစရာမလိုဘူးပေါ့နော်အဲ့ဒါဆိုလိုတာပါအောက်ကဟာမှကျတော့ plus 9000ပြထားတယ်တွေ့လားအပေါ်9000ဆိုတော့ထည့်ပြီးတော့9000ထည့်ပေးရမယ်ပေါ့နော်အဲ့လိုဆိုလိုတဲ့တော့ပါဆိုတော့ကျွန်တော်တို့ပေါ်ကဟာပဲရွေးလိုက်ပါမယ်တတရဟာပဲရွေးလိုက်မယ်ပေါ့နော်စူးစူးပေါ့နော်လူတယောက်ကဒီမှာ2,600ကြားမယ်ပြောတာဖြစ်ပါတယ်ဒါကကျွန်တော်အခုကိုရီးယားပိုက်ဆံပေါ့နော်ကိုရီးယားဝန်ထမ်းပြပေးနေတာဖြစ်ပါတယ်ကျန်တဲ့မဟုတ်ပါဘူးဆိုတော့ဒါရွေးပြီးတော့ကိုတက်ချပြီးဆိုလို့ရှိရင်တော့ continue နဲ့လိုက်ပါ okay continue နဲ့လိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာအသေးစိတ်ထည့်ပြီးတော့ပြပေးတယ်ပေါ့နော်ဒီရန်ကုန်ကနေသွားမဲ့ရှင်ကဒီဇင်ဘာ23ရက်နေ့7:30 PM ပေါ့နော်ဒါဆိုရင်ညာဖက်ဖြစ်ပါတယ်ခြီဝမ်ပေါ့နော်ဒီဝမ်ဆိုတာ terminal 1ပြောတာပါ terminal 1ကနေသွားမှာဖြစ်ပါတယ်ပေါ့နော် AM ဆိုတာကအာယုံပေါ့နော်ကျွန်တော်မနေ့ပိုင်းကိုပြောတာဖြစ်ပါတယ်မနေ့ပိုင်း9:10မိနစ်အစားထွက်မယ်ရန်ကုန်ကို6:00နာရီမှာရောက်မယ်ပေါ့နော်မနေ့6နာရီမှာရောက်မယ်အဲ့လိုပြောတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီနှမျိုးပေးထားရပေါ့နော် choice နှမျိုးပေးထားပါတယ်ဒါတွေကိုလည်းတစ်ချက်ကြည့်ပေါ့နော် hanker တွေပါမယ် share bucket တွေပါမယ် personal item အဲ့ဒီပါမယ်ဘာညာပေါ့နော် okay ကျွန်တော်ပေါ်ကဟာပဲရွေးပြလိုက်ရပေါ့နော်ပေါ်ကရွေးလိုက်မယ်ဒါဒီနေရာမှာကျွန်တော်တို့ကဒီခရီးပေးအချက်လက်တွေဖြစ်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီအခုမှသွားမဲ့သူတွေကြတော့ဒီမှာ edit person လိုက်ပြီးတော့ governing ကိုဖြစ်ပါဒါအလွယ်ကူဆုံးမရမယ်ဆိုလို့ရှိရင်တော့ last name မှာတော့ကိုယ့်ရဲ့နာမည်နောက်ဆုံးကတစ်လုံး
ဟိုထည့်ပါပေါ့နော်ဒီ K-banding မှာကြတော့ရှေ့ဆုံးကနာမည်ရှေ့ဆုံးကအလုံးတွေထည့်လိုက်ပါပေါ့နော်အဲ့ဒါဆိုရင်ရပါပြီဒီမှာပေါ့နော်ဒါကတော့ဂျန်တာရေးရတာဖြစ်ပါတယ်ကိုကယောက်ျားဆိုလို့ရှိရင်မေကိုရေးပါကိုကမိန်းမဆိုလို့ရှိရင်တော့ female ကိုရေးပါပေါ့နော်ဒီမှာ nationality country region ပေါ့နော်ဒီဒါကိုရဲ့နိုင်ငံသားဟိုကိုရေးရမှာဖြစ်ပါတယ်ကိုကဒီပဲနိုင်ငံသားလဲမြန်မာဆိုလို့ရှိရင်မြန်မာရေးလိုက်ပေါ့နော်ဥပမာဒီမှာမြန်မာပါမြန်မာဆိုလို့ရှိရင် MY ရေးလိုက်တာပို့ပါတယ်ဒါမြန်မာဖြစ်ပါတယ်ဒီမှာ day of birth ဆိုတာကကိုယ့်ရဲ့ break day ပေါ့နော်ကိုယ့်ရဲ့မွေးနေ့ထည့်ရတာဖြစ်ပါတယ် calendar လေးထောက်လိုက်ပြီးတော့ဒီမှာဒီဘက်မှာခုနိုင်ဒီဘက်မှာရဲရှိမယ်ပေါ့ဒီမှာလာရှိမယ်ပေါ့နော်အဲ့ရရဖြစ်ပါတယ်ဒါဆိုရင်ပြီးလို့ရှိရင်တောင်းပို့နိုင်လဲပါအဒါသေချာထည့်ရမယ်ပေါ့နော်ဒါမှမဟုတ်လို့မရပါဘူးကိုယ့်ရဲ့ passport မှာပါတဲ့အတိုင်းပဲဖြစ်ရမှာဖြစ်ပါတယ်မွေးတော့ credit တွေလည်းအဲ့ဒီတိုင်းပါပဲဒါဆိုရင်ဒီမှာက passport number ဖြစ်ရမှာဖြစ်ပါတယ် passport number မှာ passport number ထည့်လိုက်ပါ passport ကကြေးပြီးထည့်လိုက်ပါပေါ့နော်ကိုယ့်ရဲ့ passport ကဒိတ်ပေတော့ပုံမှာလည်းအဲ့ဒါရေးရမှာဖြစ်ပါတယ်ပြီးတော့ဒီနေရာမှာတတိထားမှာတူကကိုကနိုင်ငံခြားခရီးသွားဖို့အတွက်ကိုယ့်ရဲ့ passport မှာအနည်းဆုံးသက်တမ်း6လကျန်တယ်လို့လိုပါတယ်ဟုတ်ကဲ့အခုကတော့ကျွန်တော်ရဲ့ဟာပဲရွေးလိုက်ရပေါ့နော်ဖြည့်ပြီးတော့လို့ရှိရင်တော့ဒီ continue နိုင်လဲပါဒီမှာသူတို့ time ရပေါ့နော် insure ရပါတယ်အာမခံရပါညာပေါ့နော်သူတို့ပြောတာတော့ကျွန်တော်ကတော့တိတ်ရွေးလေးမရှိပါဘူးကိုဒါကတော့ကိုယ့်ရဲ့ဆန်လာပဲပေါ့နော်ကိုပေါ်တိုင်းပဲကိုရောက်ရွေးချင်ရွေးလို့ရတယ်ပိတ်ဆန်ထည့်ပေးရမယ်ကျွန်တော်ကတော့မရွေးတော့ပါဘူး northern snack နဲ့လဲပါမယ်ဒီနေရာမှာတော့ကိုတူပင်းမနိုင်ရမှာပေါ့နော်โอเคကိုတူပင်းမမှာထိုင်လိုက်ပြီဆိုလို့ရှိရင်တော့ဒီနေရာရောက်လာမှာဖြစ်ပါတယ်ဒီနေရာရောက်လာပြီဆိုလို့ရှိရင်တော့ဒီမှာပုံငွေပေးရှင်မနေတိုင်းလည်းရွေးချယ်အောင်မှာဖြစ်ပါတယ်ပေါ့နော်ငွေပေးရှင်မနေတိုင်းမှာကျွန်တော်ကအရင်ကဝယ်ထားတာရှိတယ်ဆိုတော့ဒီမှာ cap ဖြစ်ထားတာရှိတယ်ပေါ့နော်ခုမှဝယ်မဲ့သူတွေတခါမှဝယ်ထားတာမရှိတဲ့သူတွေကြတော့ဒီမှာ cap ဖြစ်ထားတာရှိမှာမဟုတ်ပါဘူးခုမှဝယ်မဲ့စားဝယ်မဲ့သူတွေကြတော့ဒီနိုင်ငံပေါ်မှာကိုနေတဲ့နိုင်ငံပေါ်မှာမူတည်ပြီးတော့သူတို့ငွေပေးချေတဲ့နေလိုက်လည်းနည်းနည်းပြောလို့ရှိနေပါတယ်ဒါပေမဲ့ကိုက master cash ရှိရဆိုလို့ရှိရင်တော့ဘယ်နိုင်ငံဘယ်နေရာမှာပဲနေနေအဲ့ဒီ master cash နဲ့ပေးချေလို့ရတယ်ပေါ့နော်ဒါလည်းလွယ်ပါတယ်ဒီမှာ new credit device cap ပေါ့နော် new credit cap တော့ device cap ကိုရွေးပြီးတော့ဒီမှာ can number ထည့်လိုက်လို့ရှိရင်ရပါပြီပေါ့နော်ကျွန်တော်ကတော့ဒီမှာဖြည့်ပြီးတော့ရှိတာပဲရွေးလိုက်ပါမယ်ပြီးလို့ရှိရင်တော့ဒီမှာbirthday ပေါ့နော်မွေးနေ့ထည့်ရပါမယ်ပြီးလို့ရှိရင်ဒီမှာလာရနေရပေါ့နော်ဒါကတော့ကိုယ့်ရဲ့ cap ဒီ master cap ဆိုလို့ရှိရင် master cap ပေါ့နော်ဒီ master cap consume ဒီလာနဲ့နိုင်ကိုထည့်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ pin တော့ပေါ့နော်ဒီအောက်က pin တော့ဝင်ထိုင်လိုက်လို့ရှိရင်တော့ကိုကက်ဟာငွေပို့တော့ဖြတ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့မနိုင်တော့ပါဘူးဒါအဆန်းလုပ်ပြတာဖြစ်တဲ့အတွက် okay ဒါဆိုရင်ကိုအဲ့ pin တော့နိုင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ message ဝင်လာမယ်ပေါ့နော်message ဝင်လာမှာဖြစ်ပါတယ်ဒါကကျွန်တော်ဟိုးလုံးကဝေထားတဲ့ဟာတွေပါဒီလို message ဝင်လာမှာဖြစ်ပါတယ်ပြီးလို့ရှိရင်လည်းကိုယ့်ရဲ့ booking လုပ်ထားတဲ့ဟာတွေပေါ့ဒီမှာ trade token ဆိုရဲ my trade ဆိုတဲ့နေရာကိုဝင်ကြည့်လို့ရပါတယ်ပေါ့နော်အရင်ကလုပ်ထားတဲ့ဟာတွေကိုကျင်းမယ်ဆိုလို့ရှိရင်တော့ဒီမှာ all booking ပေါ့နော် all booking နဲ့လက်လို့ရှိရင်ကိုအရင်ကလုပ်ထားတဲ့ဟာလည်းပုံမှာဖြစ်ပါတယ်ပြီးတော့ကိုက Gmail နဲ့ချိန်ထားရဆိုလို့ရှိရင်လည်းဒီ e-ticket တွေပါတယ်ကိုသူတို့က Gmail ကနေပြီးတော့လည်းလှမ်းပို့ပါတယ်ပေါ့နော်ဒီမှာပေါ့နော်ဒီမှာကျွန်တော်အော်တိုဘာလ6ရက်နေ့ကဝယ်ထားတယ်ဒါပေမဲ့ပါဒီလိုမေးဝင်လာမှာဖြစ်ပါတယ်သူတို့ street token ဆိုပြီးတော့ကိုကငွေပေးရှိပြီးသွားပြီဆိုလို့ရှိရင်သူတို့ပထမတစ်ခါကပထမတစ်စောကဒီလိုပေါ့နော် payment ဆက်ဖို့ဆိုပြီးတော့ပို့ပေးမှာဖြစ်ပါတယ်ကိုအဲ Gmail ထဲကိုပေါ့နော် payment ဆက်ဖို့ပေါ့နော်ငွေပေးတာပြီးသွားပြီဆိုလို့ရှိရင်တော့သူတို့ဒီမှာe-ticket ကိုတော့ကိုကလည်းလမ်းမဝယ်လို့ဆိုလို့ရှိရင်ဒီလမ်းမ e-ticket ပို့ပေးတာဖြစ်ပါတယ်ဒီလိုမျိုးပါဒါကိုက print ထုတ်သွားလည်းရတယ် print မထုတ်ပဲဒီတက်ယူသွားပြီးတော့ scan ယူသွားပြီးတော့ဒီ check-in ဝင်တဲ့အချိန်မှာပြလိုက်ရတယ်ပေါ့နော်ကိုက check တယ်လို့ရပါတယ်အဲ့ဒါကြတော့ okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီလမ်းမဝယ်တာပြီးသွားပြီပေါ့နော်ကိုကဘယ်နဲ့မှဈေးသက်သာလဲကြည့်ပြီးတော့ဝယ်ရှင်တယ်ဆိုလို့ရှိရင်ဒီ printer calendar နဲ့လဲပါဒါဆိုရင်တော့သူတို့ဒီမှာပေါ့နော် graph နဲ့ပြထားတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီကျွန်တော်ရွေးထားတဲ့73ရက်ကနေ20ရက်နေ့ကျတော့ဒီမှာ6လောက်ရှိတယ်ပေါ့နော်နောက်မှဆိုလို့ရှိရင်ဒီမှာဒီဇင်ဘာလ16ကနေ23ရက်ဆိုလို့ရှိရင်23လောက်ပဲရှိတယ်ပေါ့နော်ဒီမှာလာရွေးပြီးတော့ဝယ်လဲရပါတယ်ဒါကလည်းလမ်းမဈေးကိုကြေးပြီးတော့ဝယ်တာဖြစ်ပါတယ်ဒီဇင်ဘာလကုန်ခါနေဆိုလို့ရှိရင်ကျန်4သိန်းကျော်ရှိတယ်ပေါ့နော်5သိန်းလောက်ရှိတယ်အဲ့လိုမျိုးပါပိုင်ရဲတွေပေါ့နော်ပြီးတော့ခရီးအသွားများတဲ့နေတယ်အဲ့လိုနေတွေကိုလိုက်ပြီးတော့ဈေးတွေကလည်းပြောလေးရှိတယ်ပေါ့နော်ဒါကကိုကဘယ်နေပဲသွားရတယ်ဈေးသက်သာတဲ့ဟာလို့ရှိရင်ဆိုလို့ရှိရင်တော့ဒီကလန်ဒါလေးထောက်ပြီးတော့ဒီမှာကိုဈေးသက်သာတဲ့ရက်ကိုရွေးပြီးတော့ဝယ်လို့ရပါတယ်ပေါ့နော်โอเคဒါကတော့လေမဲ့ဈေးသက်သာတဲ့ဟာကိုဘယ်လိုရွေးပြီးတော့ဝယ်မလဲဆိုတာကိုပြပေးတာဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ဒီလေမဲ့ဝယ်ပြီးသွားပြီပေါ့နော်ဒီတစ်ခါကျွန်တော်တို့ hotel booking လုပ်ကြမယ်hotel booking လုပ်ဖို့အတွက်